ကဲငါများညီကိုရမင်္ဂလာပါအခုရောက်နေတဲ့နေရာကတော့ဘန်ကောက်မှာဒီအကြီးဆုံးဖြစ်တဲ့ 7C ဆို Pro Short ဆိုတဲ့ငါများပစ္စည်းဆိုင်ကိုရောက်နေရနော်ကဲအားလုံးမင်္ဂလာပါနော်အထဲဝင်ကြည့်လိုက်အောင်3လွှာရှိတယ်ဗျာဒီလား3လွှာမှာဒါမြည်ညီတက်ပေါ့မြည်ညီတက်မှာဘာတွေရှိလဲအရင်ကြည့်လိုက်မယ်နော်ပထမဆုံးဒီဘယ်ဘက်ချမ်းကိုကြည့်လိုက်ဘယ်ဘက်ချမ်းမှာ coffee shop ရှိတယ်coffee shop ရှိတယ် coffee မုတ်တွေထိုင်ပြီးတော့စားရတာ discount ချတဲ့ပစ္စည်းတွေ discount ချတဲ့ item ပစ္စည်းတွေဒီ gain နဲ့နေဆိုရင်ဒီမှာဟို2 for 1500ဘတ်နှစ်ခုကို1500ဘတ်ဆိုတော့ဒီမှာတန်တယ်လေ990ဘတ်တို့ပါလို့ဒီထဲမှာဟိုနာမည်ကြီးတဲ့ brand တွေပဲဒီမှာ9000နော်နှစ်ခုဒါပင်လေသုံးတဲ့ gain နဲ့အကြီးတွေဒါရိုး casting ဖြစ်တဲ့ gain နဲ့သူဈေးနှုန်းတွေပါအကုန်ရေးပေးထားတယ်သူရဲ့ TikTok ဟိုမှာလဲ TikTok မှာလဲ 7C ဆို TikTok မှာလဲကြည့်လို့ရတယ်နော်ဒီကောင်ဆို3000ပဲရှိတယ်3000ပဲရှိတယ်နော်မှာလို့ရတယ်ဒီမှာ Shimano gain နဲ့နေဒီမှာဈေးနှုန်းတော့ promotion ဈေး40ရာခိုင်နှုန်း short ထားတာတွေဒီလို gain နဲ့အသေးတွေလည်းရတယ်သိလားနော်ရမ်းမိုက်တယ်ဒီမှာ gain နဲ့ဟို travel roll လိုမျိုး gain နဲ့နေ3200တဲ့ဒီကောင်ကြတော့ရမ်းမိုက်တယ်နော်ဒါကြတော့ဝင်ချင်းညာဘက်ချမ်းမှာဒီ gain နဲ့နေပင်လေ3ရေချိုရေငန်3 gain နဲ့နေအကုန်ရှိတယ်နော် gain နဲ့နေအကုန်ရှိတယ်သူတို့ဒီ short ပေးထားတဲ့ဈေးနှုန်းနဲ့အကိုလုံးတေချာကတ်ပေးထားတယ်ရေချိုရေငန်3ပေါ့နော်ဒီ9ပေ5ပေ6ပေအကုန်ရှိတယ်နော်ကာဗွန်တန်နေပေါ့ဒီဘက်နောက်ထဲမှာလည်းအရင်မိုက်အများကြီးပဲ1 2 3 4 5 6 7 8 9 10 12တန်းအောင်မှရှိတယ်နော်ဟုတ်အရင်မိုက်တယ်နာမည်ကြီး brand တွေပဲအကုန်ရှိတယ်နော်ဒီဘက်ချမ်းမအောင်ဒီကိုလိုချင်တဲ့နာမည်အကုန်မေးလို့ရတယ်နော်ဒီဘက်ချမ်းမကြတော့ဒါပါလဲဟိုအဘူဂါဇီယာတဲ့ဒီဘက်ချမ်းမလည်းခိုင်းနေနေရှိတယ်ဒါမိုက်တယ်ဒီမှာဟိုငါးများတန်ထည့်တဲ့ဘူးဒီဆက်သီးတွေကိုစားပစ်ပေးတဲ့အစီအစဉ်လည်းရှိတယ်နော်ဒီဆက်သီးမှလိုတဲ့ဒီမှာပစ္စည်းတွေလည်းဝယ်လို့ရတယ်ဒါဟိုဆက်သီးထဲမှာလိုအပ်တဲ့ပစ္စည်းတွေဒီမှာသူ့ရဲ့ကုတ်နံပါတ်တွေနဲ့မှားလို့ရတယ်သိလားဒါအထဲမှာဟိုခံတဲ့ဒီဆက်သီးတွေတဲ့ဟာတွေနော်မှားလို့ရတယ်ဆက်သီးစီတွေရောအကုန်ရှိတယ်နော်ဒါဆိုရင်ဆက်သီးထဲမှာထည့်တဲ့စီတွေနော်ဒါ Grace အပြည့်အကျဲအကုန်မှားလို့ရတယ်နာမည်ကြီး brand တွေပဲနော်ဒါ gain နဲ့ထည့်တဲ့ case ဘူးတွေပေါ့နော်ဒီကောင်ကအရှည်ဆွဲထုတ်လိုက်ရင်အရှည်ဟိုလောက်10ပေလောက်ထိရတယ်နော်တော်တော်ကြီးဟိုဖြစ်တယ်နော်အရန်မိုက်တယ်အထဲမှာ law တွေပါတွေလည်းပါပြီးသားဒါအတူနော်အရှည်ဒီလိုမျိုးခြီသားနဲ့ထုတ်တဲ့ဟာတွေလည်းဒါအတူလေးတွေသူ့ရဲ့ဈေးနှုန်းကဒီမှာဒီအတူဆိုရင်ဟိုလောက်ရှိတယ်နော်990ဒါ fiber ဘူးတွေပဲဒါတွေ6000အကြီးတွေသိလားဒါဆိုတန်နဲ့ဒီမှာဟိုပဲရှိတယ်နော်3330တန်နဲ့အကြီးဆွဲထုတ်လိုက်ရင်အရှည်ကြီးတွေတူလေးတွေရောတက်သီးတွေကိုတမိုးကြီးတဲ့ဆက်သီးတွေကိုပြင်ချင်တယ်ဆိုလဲရတယ်နော်အနောက်မှာစားပစ်ပေးတယ်နော်ကုန်ကြစရိတ်ကတော့သူတို့တွက်ပေးပါတယ်ဒီဆက်သီးဒါကတော့ဒီမှာဒါ promotion ချတာတဲ့ဟာလှေကြီးတွေအကုန်မှာလို့ရတယ်အရင်မိုက်တယ်ဟုတ်ဒါရေချိုရေငန်သုံးတဲ့ gain နဲ့နေဒါ casting ဖြစ်တဲ့ gain နဲ့နေShimano ရှိမယ်အဘူဂါဇီယာရှိမယ်ဘွန်းတစ်စိမ့်နဲ့ရှိမယ်အကူမာရှိမယ်အများကြီးပဲเนาะအဲဂီယာနဲ့ပတ်သက်တဲ့ဟာတွေလည်းအကုန်ရှိတယ်เนาะအကုန်ရှိပါတယ်ခင်ဗျာ2000လောက်ကနေပြီးတော့စပြီးတော့နာမည်ကြီး brand တွေအကုန်ရှိတယ်ဒီကောင်တွေရောเนาะဒီမှာဒါရေငန်သုံးတဲ့ဟာတွေเนาะကွင်းနဲ့အကြီးတွေပဲ gain နဲ့ကြီးနဲ့ share ပဲရမ်းမိုက်တယ်
ကျွန်းဒီကောင်ကြီးဆိုပန်တစ်စိတ်ငယ်ဒီမှာကြီးတယ်ရှယ်ပဲအရန်မိုက်တယ်ရှိမာနိုးရှိမှာအော်ကူမရှိမယ်ပန်တစ်စိတ်ရှိမယ်ဟိုShimano new arrival တဲ့2025တဲ့ popping rock ဒါ popping rock လို့ရေးထားတယ်ဗျ popping rock popping ရိုက်တဲ့ဟာကြီးဟိုတကယ်အကြီးရှယ်ပဲဒါ popping rock 2025ဒါပဇွန်များတဲ့ဂိုင်းနဲ့နော်တီလေးတွေပဇွန်များတဲ့ဂိုင်းနဲ့လေးတွေ2400တို့1000တို့ Fuji Rain နေနဲ့ပဲနော်40ရာခိုင်နှုန်း short ပေးနေတယ်အရင်မိုက်ပါတယ်ဒါဂိုင်းနဲ့အသေးလေးတွေပဇွန်များတဲ့အတန်သေးလေးတွေဒါလေးတွေအကုန်ရှိပါတယ်နော်ဟိုစက်သီးထဲတဲ့ဘူးတွေလည်းမိုက်တယ်နော်စက်သီးထဲတဲ့ဘူးတွေမာစတာထုတ်တာတဲ့မာစတာထုတ်တယ်ဒီမှာခေတ်စားနေတဲ့ဒီမှာဆွဲထုတ်တန်လေးတွေလည်းရှိတယ်နော်ဒါ BPO ကထုတ်တာတဲ့ဒါမှ BPO ကထုတ်တာထောင်းလိုက်ဟို BPO ကထုတ်တယ်ဆွဲထုတ်တန် BC တန်1000နဲ့ဆိုဒီမှာကျတိလေးပဲရှိတယ်1300ပဲရှိတယ်နော် promotion ချတယ်ဒီစက်သီးဂိုင်းနဲ့စက်သီးနဲ့သူကျိုးနဲ့တွဲပေးထားတာနော်တွဲပေးထားတာဟိုမှာ900ပဲရှိတယ်ဒါ900တဲ့ဒီတွဲပေးထားတယ်900 1400ဒီလားတမကြတော့900သူကဒီမှာ site တွေကမတူကျိုးပါထည့်ပေးထားတယ်သူကတော့ဒါကဆွဲထုတ်တယ်ဘူးလေးနဲ့เนาะဂျပန်အစ်စ်ကိုဂျပန်အစ်စ်ကိုဒီမှာ1800เนาะသူက3000ကနေပြီးတော့short ပေးထားတာဟိုဘက်မှာကျိုးတွေလည်းရှိတယ်အကုန်လုံးဈေး short ပေးထားတာเนาะဒါကကျိုးခွေတွေပိုင်အိုနီးယားကျိုးခွေတွေကိုသူကမဈေးတွေ short ပေးထားတာထိုင်းဘတ်ငွေ100ပဲရှိတယ်เนาะဈေး short ပေးထားတာတစ်ခုကို100ပဲပိုင်အိုနီးယားကျိုးခွေတွေဒီမှာသူရေးထားတာတစ်ခွေကို100ပဲ100မီတာပါတယ်ဒီကောင်ဒါနာမည်ကြီးနေတဲ့ brand ပဲเนาะဟိုပြီး shipping ချစ်ကိုဒီကောင်လည်းဈေးအများကြီးမရှိဘူးเนาะ100လောက်ပဲရှိတယ်เนาะဒီမှာအကုန်ရှိတယ်เนาะ short ပေးထားတာအရန်မိုက်တယ်ဒါကျိုးခွေတွေ discount ချပေးနေတာ50ကနေ80ဒီလား promotion ရာခိုင်နှုန်း short ပေးနေတာဒါနာမည်ကြီး brand တွေပဲเนาะ Barry Vest တို့ဒီမှာအကုန်လုံးဈေး short ပေးနေတယ်เนาะနာမည်ကြီး brand တွေပဲကိုလိုချင်တဲ့နာမည်ကိုဒီ TikTok 7C TikTok မှာလည်းဝင်ကြည့်လို့ရတယ်เนาะသူကဒီမှာ80ရာခိုင်နှုန်း50ရာခိုင်နှုန်း short ပေးထားတာဒါနာမည်ကြီးတဲ့ brand တွေเนาะဒါဈေးလဲတအားမြင့်ပါတယ်အဲ့လို brand တွေဒီမှာ short ပေးထားတယ်เนาะအရန်မိုက်တယ်ဒီဘက်ချမ်းမှာလည်းအကုန် short ပေးထားတယ် okay အမဒါလေးတွေကြည့်လိုက်ဒါလေးတွေ150ပဲရှိတယ်150ပဲရှိတယ်10 gram 150 Weverse ကထုတ်တယ်ဒီကောင်နေလည်းမိုက်တယ်ဟိုဒီ share ပဲအဲ့နဲ့စဒီကျိုးတွေဟန်တာထုတ်တဲ့အယုတ်ကလေးတွေဒါ50ပဲเนาะ50ပဲရှိပါတယ်ဒါ soft weight တွေဒီမှာ soft weight တွေသူတို့စီစဉ်ပေးထားတယ်เนาะဈေးတက်စားလေးနဲ့ပဲဒီမှာ soft weight တွေဈေးတက်တယ်ဒီမှာ soft weight တွေဈေးတွေသူချပေးတာဒီလိုတစ်ထုပ်ကိုမှ50ပဲရှိတယ်เนาะဒီမှာဈေးတွေ short ပေးတာ50 60 100အဲ့လောက်ပဲရှိတယ်ဒီလို soft weight တွေကိုလည်း50လောက်ပဲရှိတယ်เนาะဒါ50စာအမှုန့်နေအရေးတွေပြီလားအမှုန့်နေအရေးတွေအကုန်ရှိတယ်เนาะငါးများနီးအကုန်လုံးရှိပါတယ်ခင်ဗျာဒါပိုင်ရှင်အမI take video Yes. can for my customer Okay.ပိုင်ရှင်အမကိုရတယ်တဲ့သူဗီဒီယိုရိုက်လို့ရတယ်ဒီလိုဟာတွေလည်းရှိတယ်เนาะဒီမှာပဇွန်အယုတ်လေးเนาะပဇွန်အယုတ်ဒါတွေရဲ့ဈေးကြီးတဲ့ brand တွေကိုပဲသူတို့က short ပေးထားတာဒီမှာ199ဘတ်တယ်เนาะဒါဈေးတွေက
ဒါတွေကတားစီးကြီးတယ်ရှော့ပေးထားတာ foreigner တွေအများကြီးပဲဒီမှာမီနောဒီကောင် grand 20လောက်ရှိမယ်အကျမ်းမိုက်တယ်ဒီကဟိုနာမည်ကြီးတဲ့ brand ပဲเนาะဒီမှာဟိုလေနာမည်ကြီးတဲ့ brand ပဲဒါပဇွန်အယုတ်ပင်လဲများတဲ့ဟာပဲဒီကောင်က199ဘတ်ဒီကောင်က10 grand နဲ့10 grand ရှိတယ်เนาะဒီကောင်က60ပဲပဇွန်ရုပ်အသေးလေးဒီကောင်ကဟိုကကတစ်တို့ဘာလို့ညားလို့ရတယ်เนาะပဇွန်ရုပ်အသေးလေးတွေလက်မလောက်ပဲရှိတယ်ဒီကောင်ကကြတော့မီနောရှာအရှိတွေရှည်တွေသူဈေးနှုန်းရေးထားတယ် promotion တွေလည်းရေးထားတယ်เนาะဒါက sorbet တွေကျိုးတွေ fishing line ပတ်သက်တဲ့ဟာတွေเนาะဒီ sorbet ကကြတော့ဒီကောင်က50ပဲရှိတယ်เนาะဒီလိုတစ်ထုပ်မှာ50ပဲเนาะ50ပဲရှိပါတယ်ဒါ sorbet တွေမျိုးစုံsorbet ကျိုးတွေလည်းချပေးထားတယ်เนาะအစာကောက်ဆွဲထုတ်ညားတဲ့ဟာတွေเนาะ100ကျော်ပဲရှိတယ်เนาะ brother 199ပဲဆွဲထုတ်အရှိအတူအကုန်ရှိတယ်เนาะဒါခွင်းနေအိုးမိုက်တယ်ဝါမီနီချီကင်မလို့နော်မီနီချီကင်60 gram နဲ့60 gram ဆိုတာကန်နီပြည့်လို့ကောင်းတယ်နော်60 gram နဲ့ဈေးလည်းတက်တာပါတယ်နော်ချီကင်နဲ့ချလို့ရတယ်ဟိုချီကင်အသေးလေးတွေဒီကောင်တွေက100ပဲ100ပဲရှိတယ်100ပဲဒီကောင်လည်း100ပဲဒါချီကင်အသေးဆိုင်ဒါကြတော့နည်းနည်းကြီးတဲ့ size ဟိုဒါဟိုပင်လေသုံးတဲ့ကြီးအကြီးတွေနော်တကယ်မိုက်တယ်50 60ပဲရှိတယ်တဲ့50 60ဒီမှာပဲကြီးတွေပင်လေသုံးတဲ့ကြီးတွေဟိုတစ်ခုဝင်တစ်ခုလက်ဆောင်နဲ့မိုက်တယ်နော်တစ်ခုဝင်တစ်ခုလက်ဆောင်အိုးဒါကြီးတွေနော် share ပဲဟိုချာဒီကောင် grand လေးကြီးပဲ100လောက်ရှိမှာ grand 100လောက်ရှိပင်လေသုံးတဲ့ကောင်ကြီးဟိုချီးတွေပဲရှယ်ပဲ390ဘတ်တဲ့ဒါ quality ကောင်းတဲ့ရုပ်တွေနော်တကယ်ကြ quality ကောင်းတဲ့ရုပ်ကြီးဒါဟို squid များတဲ့ပစုံရုပ်ဟို share ပဲ short သေးချပေးတာအများကြီးပဲနော်ဘိုင်းနဲ့နေစပြီးဒါဟို chicken များတဲ့100ပဲနော်100ပဲသူ gram ကကြတော့40 50လောက်ရှိတယ်အလေးတွေပင်လေသုံးတဲ့အယုတ်တွေနော်ဒါတွေရောပဲအလေးကြီးတွေနော်ဟိုဒီမှာဖားရုပ်လေးတွေဒီဖားရုပ်လေးက60ပါ60ဟိုဒီမှာပေါ်ပါလေ60ပါဟိုဒီမှာ VIP အမီးလေးနဲ့နော်ဒီကောင်ဘလား50ပဲ50ပဲနော်ဒီကောင်လေးရမိုက်တယ်ဒီဖားရုပ်လေးက50ပဲတဲ့သူ brand နေပဲပင်လေသုံးတဲ့အယုတ်တွေတော်တော်များတာဒါဟိုအယုတ်ကိုခြီတဲ့ဟာဟို sorbet တေးသေးလေးတွေဒီ sorbet လေးတွေကတစ်ထုပ်ဒီလိုတစ်ထုပ်မှာ30ပဲရှိတယ်နော်30 gram ပဲဒါဟိုဟာတွေ chicken အပြားတွေနော်30ရာခိုင်နှုန်း short ပေးထားတယ်ဒါ VIP တို့မီနောတို့ရှိမယ်သူ promotion နဲ့2ကောင်ဝင်1ကောင်လက်ဆောင်နေပါတယ်နော်ဒါ squid များတဲ့အယုတ်တွေဟိုဒီမှာလည်းပဇွန်ရုပ်ကလေးတွေဒီကောင်တွေကလည်း promotion ပဲ2ကောင်ဝင်1ကောင်လက်ဆောင်အလိုတွေအကုန်ရမယ်နော်ဒါ9ခတ်ကွင်းနေ9ခတ်ကွင်း1600တို့1620 1500အဲ့လောက်ပဲရှိတယ်เนาะတချို့ဟာတွေကခောက်သိမ်းလို့ရတယ်တချို့ဟာတွေကခောက်သိမ်းလို့မရအောင်เนาะဒီဘက်မှာလည်းငါခတ်ကွင်းဒါအကြီးတွေเนาะဒါတော်တော်ကြီးတယ်เนาะဒါဟိုနဲ့အလူမီနီယံနဲ့အဲ့ဒါကိုအလူမီနီယံနဲ့ဟို1530ပဲရှိတယ်เนาะတချို့ဟာတွေကြတော့ခောက်သိမ်းလို့မရအောင်เนาะ
ဒီလိုမျိုးဟိုပါဗလဲ flying fishing သုံးတဲ့ငါးခက်ကွင်းတွေအိတ်ကလေးတွေတော့4800เนาะ4800ဒါ flying fishing မှာသုံးတဲ့